အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ကျွန်တော်ဝမ်းသာစရာသတင်းလေးပြောရရှိပါတယ်အဲ့ဒါတော့ကျွန်တော်အခု subscriber 300နဲ့မှ900ရောက်ဖြစ်သွားပြီအဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်အားပေးရတဲ့အတွက်ကျွန်တော်ဒီနေ့ကတော့ဘာမှကျွန်တော်ဒီနေ့ Teaser Crafter ဒီမှာဆော်ပြီးဗီဒီယိုတင်ပါမယ် Teaser Crafter လေးတင်မယ်ကျွန်တော်လည်းတင်မယ်ကျွန်တော်အခုလာပြောတာကျွန်တော်ခုပြထားတဲ့တော်တော်ကောင်းကိုလည်း follow လုပ်ပြီးအားပေးလို့ရပါတယ်ကျွန်တော်ဒီနေ့ဂိမ်းသိမ့်မစော့တက်လောက်ခုနေတူတယ်မနေ့ချဲကြောင်းဖွင့်ပြီဆိုတော့အဲ့တော့အားဒီတစ်ခေါက်လောက်ကြားကြည့်အောင်ဗျာဒါအားဒီတစ်ခေါက်လောက်ကြားကြည့်မယ်ကျွန်တော်နားနဲ့စီးနေတော့စား6နိုင်ထားပြီပဲဒါပေမဲ့6ခွဲမှတူးလာတယ်ပေါ့6ခွဲပြောကျွန်တော်ညမယ်တော့6ခွဲတော့ကျွန်တော်ဗီဒီယိုလုပ်တဲ့အချိန်တာတော့ Teaser Crafter ကြီးလည်းရှိပါတယ်သူ့ channel လည်းတော့အားပေးလို့ရတယ်သူ့ channel လည်းအားပေးလို့ရပါတယ်ကျွန်တော်လိုက်ပြပါမယ်ဟိုသူ့ channel ကိုလည်းအားပေးမယ်ဆိုတော့ကျွန်တော်သူ့ subscribe လုပ်ထားတယ် subscribe လုပ်တယ်ဘာသာရှာမဒီလာ crafter သူတက်တင်ထားတယ်သူ1900ပဲဖြစ်နေပြီသူလည်းလုံခဲ့တဲ့လောက်ကsubscriber ဒါပေမဲ့200နဲ့မှ400ကျပြီသူလည်း subscriber 100အထိမ်းမှန်ကျွန်တော်ကလည်းအခု subscriber 300အထိမ်းမှန်နေတဲ့ဗီဒီယိုလေးတင်လိုက်ချက်ဖြစ်ပါတယ်ကျွန်တော်9နာရီကျော်10နာရီကျွန်တော်က Teaser Crafter နဲ့အိမ်နီးပါတယ်အဲ့တော့ကျွန်တော်10နာရီလောက်ကြာရင်သူ့စီသွားပြီးတော့ game ဆော့မယ်12နာရီကြာရင်တော့ပြီးမယ်ပေါ့ကျွန်တော်နောက်နေ့ဒီဗီဒီယိုရဲ့အောက်မှာကျွန်တော်ဘာ game တွေဆော့စီချင်လဲရေးခဲ့ပါကျွန်တော်ဆော့နိုင်လို့ရှိရင်ကျွန်တော်ဆော့ပေးပါမယ်လွယ်တဲ့ game လေးပေါ့ကျွန်တော်အဲ့တော့စကားလေးဆက်ပြောမယ်ကျွန်တော်အရင်အကောင့်တော့ဒီ Crafter Sigma Gaming MM ပါတိမယ်လို့တော့ထင်ပါတယ်ဒီ Sigma Gaming MM တော့အကောင့်ပြီး MMD Gaming Official အဲကျွန်တော်ရဲ့ငယ်တော့အကောင့်တွေအခုကတော့ကျွန်တော် subscriber 300ကျော်ပြီးအဲ့အကောင့်တွေက14ရောက်ပြီးရင် MMD Gaming 54ရောက်အဲ့လို subscriber ရတော့ကျွန်တော်ရမ်းပြောခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ငယ်တော့ရခဲ့တာဖြစ်တဲ့အတွက်ကြောင့်ပါ။ငယ်တော့ရပြီကျွန်တော်အဲ့တော့9နှစ်လောက်ပဲ9နှစ်9နှစ်လောက်10နှစ်လောက်ပဲရှိသေးပါတယ်။အဲ့လိုပဲရှိသေးတယ်။အဲ့တော့ကျွန်တော် MMD Gaming Official မှာဗီဒီယိုတင်ခဲ့တယ်။ကျွန်တော်ရဲ့အဲ့ဗီဒီယိုအဲ့နဲ့စီးနေတယ်။MMD Gaming Official ရတင်ထားတဲ့ short video တစ်ပုဒ်ဆို9000ကျော်တယ်ကျွန်တော်ဘာ edit ထားလဲဆိုတော့Squid Game edit ထား Squid Game လေး Squid Game ရတယ်ကျွန်တော် edit ပြုလုပ်ခဲ့တယ်ကျွန်တော်အကောင်းဆုံးကြောင်ပြုလုပ်ခဲ့ပါတယ်ပြီးရင်ကျွန်တော်အဲ့ဟာကိုကျွန်တော်ဗမာ edit လဲဆိုတော့ကျွန်တော်တက်တော့မှလားမသိဘူးအတက်ပါတယ်ကျွန်တော်နောက်ခေါက်ကြရဲအတက်နီးလေးလည်းတင်ပေးပါမယ်ကျွန်တော်ကြောက်မနေ့ပြန်ဖွင့်ပြီးတော့ကျွန်တော်တပတ်မှာဗီဒီယိုကတော့2ပုတ်3ပုတ်လောက်ပဲလာတော့ပါမယ်အဲ့တော့ဒီနေ့ဗီဒီယိုတွေလောက်ပါပဲအဲ့ကျွန်တော်နောက်ထပ်ပြောစရာရှိရလေးကကျွန်တော် channel လေးကိုလည်း subscribe လုပ်ခဲ့ကြပါအဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ဗီဒီယိုတွေလောက်ပါပဲအားလုံးပဲ bye bye